မင်္ဂလာပါ Flan Entertainment Channel ကနေကြိုဆိုလိုက်ပါတယ်။ညအမောင်ကိုကြောက်တာလားဘိုးဝါမိဘတွေကိုကြောက်တာလားမြန်မာလူမျိုးတွေအတွက်တော့ညဘက်လက်သေးညက်တယ်ဆိုရင်မလုပ်ရဘူးဆိုတဲ့တားမြစ်တန်ကိုရှေးစင်ဆက်ကလေးကကြားခဲ့ကြရတာပါ။ဘာလို့ညက်ခွင့်မရှိတာလဲအမှန်တရားကဘာလဲဒီနေ့မြန်မာရိုးရယုံကြည်မှုတွေရဲ့နောက်ွယ်ကပညာပေးနှစ်သာရကိုဖော်ထုတ်ကြည့်အောင်ပါကျွန်တော်တို့ရဲ့အဖိုးဘွားတွေအဖေမေတွေစီကကြားဘူးနာဝရှိတဲ့စကားတွေကတော့ညဘက်လက်သေးညက်ရင်ဥစ္စာတနာမတိုးဘူးဆင်းရဲတယ်တဲ့ဖုံးကန်နေနေညဘက်ရောက်လာတဲ့နံလောကသားတွေရဲ့နှောက်ယှက်ခံရတယ်တဲ့အသက်တူတယ်ဆိုပြီးလည်းပြောကြပါသေးတယ်ဒီလိုတားမြစ်ချက်တွေကတကယ်ပဲမော်ဆန်တဲ့အစွတ်တတိတွေကြောင်းလားအဲ့လိုမှမဟုတ်ကျွန်တော်တို့မသိသေးတဲ့ရိုးရှင်းတဲ့ဘဝပညာတွေကြောင်းလားကျွန်တော်တို့တမိုင်းကြောင်းအမှန်ကိုရှာဖွေကြည့်အောင်ပါပထမဆုံးအနေနဲ့ရှင်းလင်းဆုံးတမိုင်းကြောင်းအမှန်တရားကတော့ရက်စစ်မီမပေါ်ခင်ခေတ်ကဘေးကင်းရေးပါပဲမြန်မာနိုင်ငံမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလို့ရက်စစ်မီမရှိသေးတဲ့ခေတ်ကာလမှာညဘက်ဆိုရင်ဖျောင်းနိုင်ဒါမှမဟုတ်စီမီကွက်လေးတွေနဲ့သာအလင်းအောင်ရရှိခဲ့ကြပါတယ်အဲ့ဒီခေတ်ကလက်သေးညက်တွေကလည်းအခုခေတ်လိုတင်းငယ်ပြီးတော့ဘေးကင်းတာမျိုးမဟုတ်ပါဘူးအများအဖြစ်ဓာတ်သွားချွန်ချွန်လေးတွေဒါမှမဟုတ်ကကြေးလိုမျိုးချွန်တက်တဲ့အရာတွေကိုတုံးပြီးတော့လက်သေးခြေသေးတွေကိုညှက်ကြရတာပါမောင်မိုက်တဲ့ညချိန်မှာမီးရောက်မိန်မိန်လေးနဲ့ချွန်တက်တဲ့အရာတစ်ခုကိုအသုံးပြုပြီးကိုယ့်ရဲ့ခန္ဓာကိုယ်စိတ်ပိုင်းကိုကင်တွယ်တဲ့အခါမှာအလွယ်တကူထိခိုက်ဒဏ်ရာရနိုင်ပါတယ်။လက်ကိုမှားညက်မိလို့သွေးထွက်တာအနာဖြစ်တာမျိုးဟာရိုးရှင်းပေမဲ့ရှေးခေတ်ကပိုးဝင်လွယ်ပြီးတော့ဆိုးရွားတဲ့ပြဿနာဖြစ်လာနိုင်ပါတယ်။အဲ့ဒီအနာတွေကဆေးဝါးမလုံလောက်တဲ့ခေတ်မှာယောဂကြီးဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ရှေးလူကြီးတွေဟာမလုပ်ရဘူးဆိုတဲ့တားမြစ်ချက်နဲ့ပဲကလေးတွေကိုရိုးရှင်းစွာတားမြစ်ခဲ့ကြတာပါ။ဒါဟာဘာသာရေးစည်းကမ်းမဟုတ်ဥပဒေမဟုတ်ပေမဲ့လူလူကလိုက်နာရတဲ့အသက်ကာကွယ်ရေးစီမံတစ်ခုဖြစ်ခဲ့ပါတယ်။ကလေးတွေလိုက်နာအောင်မကောင်းဘူးအသက်တိုမယ်ဆိုတဲ့စကားလုံးတွေကိုထည့်သွင်းခဲ့ရပါတယ်။ဒါဟာဘေးရန်ရဲ့ကာကွယ်ရေးပညာရဲ့တစ်ခုပါပဲ။ဒုတိယအမှတ်တရားကတော့တန်ရှင်းရေးနဲ့ကျန်းမာရေးပါပဲ။ဒီမြမှာအိမ်တွေဟာခုခေတ်လိုကျန်းကင်းညီညီတနက်ရှင်းရှင်းမဟုတ်ဘဲနဲ့မြေကျန်းကင်းတွေအိမ်သားကျန်းကင်းတွေနဲ့စောက်ထားကြတာများပါတယ်။ညဘက်မှာလက်သေးညက်တဲ့အခါမှာအလင်းရောက်မလုံလောက်မှုကြောင့်လက်သေးဖက်တွေကအိမ်ရဲ့နေရာအနှံ့ကိုပြန်ကျဲသွားနိုင်ပါတယ်။ညမောင်တဲ့အတွက်ဘယ်နေရာမှာကြာသွားလဲဆိုတာလည်းသိချစွာမြင်နိုင်မှာမဟုတ်ပါဘူး။ကျမရေရှူတော့ရလက်သေးဘက်တွေကအညစ်အကြေးမှုပိုးတွေကညှိနေနိုင်ပါတယ်။အဲ့ဒီလက်သေးဘက်တွေကအိမ်ထဲမှာကျန်နေပြီးနောက်အစားအစာတွေတဲကိုပါသွားတာဒါမှမဟုတ်ကလေးတွေကစားတဲ့အခါမှာထိတွေ့မိတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ဒါကယောဂကူးစက်နိုင်ခြင်းကိုမြင့်တက်စေပါတယ်။ဒီတော့ညဘက်လက်သေးဘက်တွေလင်းချင်းရင်နောက်နေ့မနက်မှလိုက်ရှာရတာပူပင်မဲမယ်လို့ပြောမဲ့အစားဥစ္စာဒနာမတိုးဘူးဆိုပြီးယုံကြည်ချက်နဲ့တားမြစ်လိုက်ခြင်းအဖြစ်တဲ့ရင်လုံးရဲ့တန်ရှင်းမှုနဲ့ကျန်းမာရေးကိုတပြိုင်နက်ထိန်းသိမ်းခဲ့ကြတာဖြစ်ပါတယ်။ဒါဟာရိုးရယဉ်ကျေးမှုနဲ့ပေါင်းစပ်ထားတဲ့ကျန်းမာရေးဆိုင်ရာစီးမြင့်တစ်ခုပါပဲ။တတိယအနေနဲ့နောက်ဆုံးမှတ်တရားကတော့ညဘက်နာယူချိန်ကိုတန်ဖိုးထားခြင်းပါပဲ။ရှေးခေတ်မြန်မာလူအဖွဲ့အစည်းဟာနေထွက်တာနဲ့လှုပ်ရှားပြီးတော့နေဝင်တာနဲ့လှုပ်သိမ်းတဲ့စနစ်နဲ့နေထိုင်ခဲ့ကြတာပါ။ညဘက်ဆိုတာမိသားစုတိုင်းငြိမ်သက်စွာနာယူရမယ့်ချိန်နောက်တစ်နေ့အတွက်ခွန်အားစုဆောင်ရမယ့်ချိန်ပါ။အဲဒီလိုငြိမ်သက်တဲ့ချိန်မှာတောက်ဆိုတဲ့လက်သေးညက်တန်ဟာမိသားစုဝင်တွေရဲ့အနာယူမှုကိုနှောက်ယှက်ဖြစ်စေနိုင်ပါတယ်။အချို့ယူဆတွေမှာအသက်တိုးတယ်လို့ပြောကြတာဟာကောင်းမွန်စွာအနာယူချိန်ကိုဖျက်ဆီးခြင်းကကိုယ့်ရဲ့ကျန်းမာရေးကိုထိခိုက်စေပြီးတော့အသက်ကိုတိုးစေနိုင်တယ်ဆိုတဲ့တွေ့ဝိုက်တဲ့ဒိဗ်ကိုလည်းဆောင်ပါတယ်။ဒါကြောင့်အိမ်တွင်းစည်းကမ်းကိုထိန်းသိမ်းရန်အနာယူချိန်ကိုလေးစားရန်ဆိုတဲ့ရိုးရှင်းတဲ့ရည်ရွယ်ချက်ကိုဖုံးကန်နိုင်မယ်ဆိုတဲ့ဘာသာရေးနမ်လောကဆိုင်ရာယုံကြည်မှုနဲ့ပေါင်းစပ်ပြီးတားမြစ်ခဲ့ခြင်းဟာလူမှုစည်းကမ်းနဲ့အပြန်အလှန်လေးစားမှုကိုတင် जा ပေးတဲ့နည်းလမ်းတစ်ခုပါပဲ။ကဲသမိုင်းကြောင်းမှန်ကိုခြုံငုံလိုက်ရင်ရှင်းပြမလူကြီးတွေရဲ့တားမြစ်ချက်တွေဟာစုံကဝေမော်ပညာနဲ့သက်ဆိုင်တာထက်ဘေးရန်ရဲ့ကင်းရှင်းရေးတန်ရှင်းရေးနဲ့ကျန်းမာရေးလူမှုစည်းကမ်းနဲ့နာယူချိန်လေးစားရေးဆိုတဲ့ရိုးရှင်းပြီးလက်တွေ့ကျတဲ့ဘဝပညာရပ်တွေကိုသင်ကြားပေးခဲ့တာဖြစ်ပါတယ်။ဒီနေ့ခေတ်မှာတော့လျှက်စစ်မီးတွေခင်မီလက်သေးညက်တွေရှိနေပြီဖြစ်လို့ညဘက်မှာလက်သေးညက်တာဟာဘေးကင်းသွားပါပြီ။ဒါပေမဲ့စကားတစ်ခုတော့မပြောက်ခဲ့ပါဘူး။အဲ့ဒါကတော့ညဘက်လက်သေးမညက်ရဆိုတဲ့စကားပါပဲ။အဲ့ဒီစကားယုံကြည်ချက်တစ်ခုလို့ကြားရပေမဲ့အမှန်တကယ်တော့ရှင်းမြမလူနေမှုတမိုင်းတွေကအတွေ့အကြုံပေါင်းများစွာကိုအကျဉ်းချုပ်ထားတဲ့အသက်ကာကွယ်ရေးဉာဏ်ပညာတစ်ရပ်ဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကညဘက်လက်သေးညက်ဖို့တားမြစ်ခဲ့တဲ့ရှေးလူကြီးတွေရဲ့စေတနာနဲ့ဘဝပညာကိုတော့လေးစားတန်ဖိုးထားဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ရဲ့စင်လာယုံကြည်မှုတွေရဲ့နောက်ကပညာပေးနှစ်သာရကိုနားလည်ခြင်းဟာခေတ်သစ်လူငယ်တွေအနေနဲ့ရှေးလူကြီးတွေကိုပုံမလေးစားချစ်ခင်စေမှာသိကြပါတယ်။ဒါကကျွန်တော်တို့ရဲ့မြန်မာရိုးရာမွေနှစ်ပါပဲ။ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတင်းရဲ့တွေးမြင့်တွေကိုလည်းဝင်ရောက်ဆွေးနွေးခဲ့လို့ရပါတယ်။ဗီဒီယိုလေးကဒီလောက်ပါပဲနောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါမယ်